အားလုံးပဲမင်္ဂလာပါဥပကျော်ဒိုရီ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုပုံမှန်အမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကအခုမှတွေးလို့မြင်လို့ဝေရောက်အားပေးတဲ့လူတွေကိုကိုမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုရဲမှခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော်ဒိုရီ YouTube channel လေးကနေပြီးတော့ဥစွာပထမစုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါကဲအားလုံးပဲနော်နေ့တိုင်းစောတဲ့9ခု9မတွေအားလုံးပဲနော်ကျွန်တော်တို့ဒီညနေမှာလည်းကံမကောင်းမြန်ဘူးဗျာနော်အဲ့တော့ကျွန်တော်ကိုယုံကြည်စွာကျွန်တော်နဲ့လာပြီးလက်တွဲထားတဲ့ကျွန်တော်ရဲ့အကူမတွေအားလုံးကိုကျွန်တော်ရဲ့ဇာရိုးပတ်တီ100ရာခိုင်နှုန်းလေးနဲ့အတူနော်ကျွန်တော်တို့အောင်ပွဲခံနိုင်ခဲ့ပါပြီနော်ဟုတ်လားကျွန်တော်နေကင်း like ကကိုကိုမားတွေကိုမပြောခဲ့ဘူးလားဒီနေ့တနေကုန်စားပေါ့နော်ဒီနေ့တနေကုန်မှာမနက်ကောညနေကောကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်ထီထီမိမိလေးရအောင်ထီထီမိမိလေးပေါက်အောင်လို့ like ကလေးကနေပြီးတော့အားလုံးကိုကျွန်တော်တို့ရဲ့ဇာရိုးပတ်တီဒီနေ့တနေကုန်မှာအားကောင်းတယ်လို့ပြောခဲ့တယ်ဟုတ်တယ်နော်ဒါပြီးနေလေကိုကိုမားတွေကျွန်တော်တို့ဒါမိန်ခွက်ကတော့ပေါ့နော်ထင်သလောက်ထင်သလိုပေါ့နော်ဒါအမြဲတမ်းလဲကျွန်တော်ပြောပါတယ်ကိုကိုမာရီဇာရိုးပတ်စီ100ရာခိုင်နှုန်းမိန်ခွက်ကတော့ဒါကျွန်တော်တို့ကမ်ပိန်းရမယ်အဲ့တော့ကမ်ပိန်းရမယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒါဒီညနေဆိုလို့ရှိရင်နေ့တိုင်းစောတဲ့ကိုကိုမာရီကိုလည်းကျွန်တော်ဒါအဖွဲ့ဝင်တွေနဲ့ဒန်းတူနီးပါကျွန်တော်လုပ်ပေးထားတယ်နော်ဒါပြီးနေကျွန်တော်တို့ကံမကောင်းဘူးဟုတ်လားကံမကောင်းဘူးကျွန်တော်တို့ရဲ့ဇာရိုးပတ်စီနဲ့အတူကျွန်တော်ရဲ့အဖွဲ့ဝင်အားလုံးပဲထီထီမိမိလေးရအောင်လို့ဒီနေ့နေကုန်မှာမနက်မစင်းညနေချင်းစီဆင်းမယ်ညနေကလိုက်မှလည်းညနေကိုမောင်းတင်လိုက်ဟုတ်လားကျွန်တော်သေးသေးချာချာလေးပြောပြတယ်အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဇာရိုးအဖွဲ့ဝင်ဇာရိုးပတ်တီ100ခိုင်နှုန်းနဲ့အတူကဲဘလောက်ဖိုးလေးတွေပေါက်တယ်ဘလောက်ဖိုးလေးတွေရတယ်ဆိုတာကိုကျွန်တော်ရဲ့အဖွဲ့ဝင်တွေတယောက်ချင်းစီ comment မှာပေါက်ကြေးလေးတွေတယောက်တစ်ချက်စီမှတ်မယ်နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ဗောနော်တနင်္လာအင်္ဂါနေ့ညနေမှာထွက်တဲ့အတွက်၄ချိန်မြောက်မှာဇာရိုး၄ချိန်မြောက်မှာအောင်မြင်မှုရတဲ့အတွက်ကိုကိုမာရီဒီတစ်ပတ်မှာအစင်ပြေမယ်เนาะထီထီမိမိရမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ငွေကနန်း3ခွက်ကြံမယ်เนาะငွေကနန်း3ခွက်ကြံမယ်အဲ့ဒီငွေကနန်း3ခွက်ကိုပုံတော်ဘူးနေ့တနေကုန်မှာအဲ့ငွေကနန်း3ခွက်ပဲဆော့ပါနောက်ထပ်နေ့တိုင်းမှာလိုက်ပြီးတော့စောကျင်တယ်စောကျင်သေးတယ်ဆိုတော့ကျွန်တော်ရဲ့အဖွဲ့ဝင်စောတဲ့ကိုကိုမားတွေကိုကျွန်တော်နေ့တိုင်း like ကလေးကနေပြီးတော့ဘာလေးစောရမယ်ဆိုတော့ကိုကျွန်တော်ပြောပေးမယ်เนาะအဲ့တော့အားလုံးပဲကျွန်တော်ဘက်ကတော့ကျွန်တော်တောင်းဝင်ယူမှုတောင်းဝင်ခံမှုနဲ့ပေးတယ်ဇာရိုးပတ်တီ100ရာခိုင်နှုန်းနဲ့အတူကျွန်တော်တောင်းဝင်ကြည့်ပါပြီဟုတ်တယ်เนาะတောင်းဝင်ကြည့်တာထက်ကိုပို့ပြီးတော့တောင်းဝင်ကြည့်ခြင်းလို့တောင်မှကိုကိုမားတွေကိုဒီနေ့ live မှာအားလုံးကိုကျွန်တော်ရဲ့ဇာရိုးအားကောင်းပြီနဲ့ထက်ခါပြောရတာเนาะနေ့တိုင်းစောတဲ့ကိုကိုမားတွေတော့အမြင်ကတ်တယ်နေ့တိုင်းစောတဲ့ကိုကိုမားတွေကိုလည်းကျွန်တော်ကเนาะအဖွဲ့ဝင်တွေကိုဒီကနန်းလေးပေးလို့ကျွန်တော်နေ့တိုင်းတွေကိုเนาะဒီကနန်းမပေးတာမဟုတ်ဘူးပေးတယ်ဒါပေမဲ့ကျွန်တော်တို့နေ့တိုင်းမှာပတ်တီထုတ်ပေးလို့မရဘူးဟုတ်တယ်เนาะပတ်တီထုတ်ပေးလို့မရဘူးဒါပေမဲ့တချို့နေ့တိုင်းစောတဲ့ကိုကိုမားတွေကကျွန်တော်ရဲ့ဇာရိုးပတ်တီကိုသိကျင်အောင်သိမယ်ဗျာเนาะကျွန်တော်ဒီလောက်ပြောနေရင်သိကျင်အောင်သိမယ်ဘာလို့ဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီညနေမှာတင်ပေးတဲ့ main or 3ခွက်ပေါ့เนาะ main or 3ခွက်ဒီ main or 3ခွက်ကိုကျွန်တော် main တင်ပြီးတော့အဓိကထားပေးတယ်အဲ့ဒီ main တင်တဲ့အထဲမှာကျွန်တော်တို့ဘာပါလဲ8နဲ့ main 3ခွက်ဟုတ်လား4 8 9 8 6 8ဒါပြီးနဲ့နေ့တိုင်းတွေကိုလည်းကျွန်တော်ခွဲခြားပြီးတော့ပေးတာတော့မဟုတ်ဘူးအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့ဒီကနန်းကိုထွက်ပါမယ်လို့ကျွန်တော်တို့သိရသားနဲ့ပေါ့နော်ဒီကနန်းနဲ့လွဲပြီးတော့ကျွန်တော်တို့မပေးဘူးเนาะအဲ့တော့အားလုံးကိုနေ့တိုင်းအလေအောင်အဖွဲ့ဝင်တွေကိုတော့အဓိကကျွန်တော်ကတောင်းဝင်ယူပြီးပေးတာဖြစ်တဲ့အတွက်ကျွန်တော်တောင်းဝင်ကြည်ခြင်းနဲ့အဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကနေပြီးတော့ကိုကိုမားတွေကိုဒီနေ့မှာထီထီမိမိလေးရအောင်ကျွန်တော်ပြောတာရှင်းလေးပေါက်ပြီးထွက်ပြီးဆိုတာနဲ့ကိုတို့အမျက်ကြံနေရမယ်ဒီစားတို့ဟုတ်လားအမျက်ကြံတာထက်ပိုပြီးကြံအောင်လို့ဒီနေ့မှာနေကုန်မှာနေတိုင်းဆိုရင်3ရံမွေးပြီးရောကျွန်တော်ပြောတယ်ဒါပြီးနဲ့ကောင်းတဲ့အချိန်မှာကျွန်တော်ပြောပေးရမှာကကျွန်တော်ရဲ့တောင်းဝင်အဲ့တော့ကျွန်တော်တို့ဘလို့ပဲဖြစ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်တောင်းဝင်ကြည့်ပါပြီเนาะအဲ့တော့ကျွန်တော်တို့မွေးနဲ့3ခွက်ကြံမယ်အဲ့ဒီမွေးနဲ့3ခွက်ကိုဘောလုံးဘူးနေ့တနေကုန်မှာပါဆော့ပါ
နေ့တိုင်းမှာအဓိက main တင်ပြီးတော့စော့ကျင်တယ်ဆိုရင်ဗုဒ္ဓဖူးနေ့တနေ့ကောင်ကမာစော့ရမယ်အခွေတစ်ခွေကိုကျွန်တော်အခုနေ့တိုင်း live ကနေပြီးတော့အားလုံးကိုတင်ပေးမယ်အဲ့ဒါကလည်းကျွန်တော်တို့မွေးအခွေเนาะမွေးအခွေဖြစ်ပါတယ်ကဲအဲ့တော့အားလုံးပဲအခုဒီ live show rewind လေးကိုကြည့်နေကြတယ်ကျွန်တော်ရဲ့ live show လေးကိုကြည့်နေကြတဲ့ကိုကိုမာတွေအားလုံးပဲเนาะ live show လေးကိုစလဲအဆုံးပြီးဆုံးနိုင်အောင်ကြည့်ပါမနေ့ပြန်မှာကျွန်တော်တို့ဘာလေးကိုအဓိကထားပြီးလောက်ရမှာလဲဆိုတာလေးကိုလည်းနေ့တိုင်းစောတဲ့ကိုကိုမာတွေကိုလည်းအားလုံးပေါက်စေခြင်းနဲ့ရစေခြင်းနဲ့အဲ့အတွက်ကြောင့်ကျွန်တော်ဟောဒီနေရာလေးကနေပြီးတော့သေချာလေးထီထီမိမိလေးရအောင်အားလုံးကိုပြောပြမယ်မနေ့ပြန်မှာနေ့တိုင်းကအဖွဲဝင်တွေကိုအားလုံးပဲတညီတညွတ်ထဲစော့ရမယ်ကဏ္ဍရှိပါတယ်အဲ့လားဒီကျွန်တော်တို့ပါလေအခွေပါကဲအဲ့တော့အခွေဆိုတဲ့နေရာမှာကျွန်တော်အခွေကိုပြန်ပြီးတော့တွားရအောင်เนาะအခွေဆိုတဲ့နေရာမှာကျွန်တော်အခွေကိုပြန်ပြီးတော့တွားရအောင်အဲ့တော့အားလုံးပဲကိုကိုမားတွေအားလုံးပဲအခုဒီ live လေးကိုကြည့်နေတဲ့ကိုကိုမားတွေမှာမနေ့ပြန်မှာကျွန်တော်တို့မွေးအခွေလေးရှိအဲ့ဒီမွေးအခွေစီတရက်နေ့တရက်12လ2025ကနေပြီးတော့4ရက်12လ2025အထိเนาะတပတ်ဆောင်မွေးအခွေဒီကျွန်တော်တို့3ည1နှစ်3အခွေဖြစ်ပါတယ်3ည1နှစ်3အခွေအပူးပါအခွေလေးဖြစ်ပါတယ်အဲ့ဒီ3ည1နှစ်3အခွေပူးပါအခွေလေးကိုမှကျွန်တော်တို့ကထပ်မှန်ပြီးတော့20 main တင်ထိုးရမယ်ကနော်20နှစ်1နှစ်3နှစ်နှစ်ဆိုတဲ့ main on ၄ခွက်ထုတ်ပေးထားပါတယ်အဲ့တော့အားလုံးပဲဒီအခွေကိုကျွန်တော်ဘာကြောင့်ဦးစားပေးပြောလဲဆိုလို့ရှိရင်မနက်ဖြန်ဗုဒ္ဓဖူးနေ့တနေကုန်မှာကျွန်တော်ရဲ့3ည1နှစ်3အခွေပူးပါအခွေကိုနေ့တိုင်းစောတဲ့ကိုကိုမားတွေပဲဖြစ်ဖြစ်ကျွန်တော်နဲ့လက်တွဲပြီးတော့စောတဲ့ကျွန်တော်ရဲ့အဖွဲဝင်တွေပဲဖြစ်ဖြစ်အခုဒီ live show လေးကိုကြည့်တဲ့ဘသူမဆိုဗုဒ္ဓဖူးနေ့တနေကုန်မှာမနက်မထွက်ရင်ညနေ2ဆတင်ပြီးကစားဖို့ဒီအခွေကိုကျွန်တော်တိုက်တွန်းခြင်းတယ်เนาะတိုက်တွန်းခြင်းနဲ့ကျွန်တော်ရဲ့ဇာတို့အဖွဲ့ဝင်တွေလည်းအဆင်ပြေပြီဆိုတော့ကိုကိုမားတွေကိုဘယ်ဟာလေးကို main တင်ရမှာလဲဆိုတော့ကိုကျွန်တော်အဓိကဦးစားပေးပြောပေးမယ်။ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်ကိုကိုမားတွေဒီနေ့နေ့တိုက်ကလေးဒီနေ့တနေကုန်ပေါ့เนาะဒီနေ့တနေကုန်နေ့တိုက် live ကလေးကိုကြည့်ခြင်းအားဖြင့်နေ့တိုက်ကဏ္ဍနေမှာနည်းနည်းလေးเนาะဒိုင်စာကဏ္ဍလေးတွေချနေတာကိုတွေ့နေရတယ်။ဒိုင်စာကဏ္ဍလေးတွေကိုချနေတာတွေ့ရတယ်ဒါကိုကိုမားတွေလည်းနေ့တိုက် live ဆောတဲ့အခါမှာသိမယ်။သိမှာပဲဟုတ်တယ်မလား။အဲ့တော့ကျွန်တော်တို့ငွေကဏ္ဍလေးတွေကိုအဓိကဦးစားပေးအနေနဲ့သွားမယ်အဲ့တော့ကျွန်တော်တို့3ရက်12လ2020နဲ့ကဗုဒ္ဓဖူးနေ့မနက်ညတနေကုန်မနက်မထွက်ညနေเนาะတနေကုန်မှာ3ည1နှစ်3အခွေပူးပါအခွေ၄လုံးအခွေကိုနေ့တိုင်းကိုကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုအားလုံးဦးစားပေးဆော့ပါเนาะဦးစားပေးဆော့ပါအခု live ကနေပြီးတော့ကျွန်တော်သေချာလေးပြောပေးနေပြီဦးစားပေးဆော့ပါเนาะဂျန်နာလေးတွေကိုအဖွဲ့ဝင်တွေကတော့ဂျန်နာတွေကိုမစော့နဲ့เนาะကျွန်တော်တခါလေးပြောပြီးကိုစီမှာဝင်ကနန်း3ခွက်ရှိတယ်အဲ့ဒီဝင်ကနန်း3ခွက်အပြင်ကျွန်တော်တို့ဒီအခွေကိုကစားခြင်းနဲ့ဆိုရင်ပါကစားเนาะပြောပေးထားတယ်เนาะကဲဒါဆိုလို့ရှိရင် break သမားတွေအတွက် break ကတော့ကျွန်တော်တို့မွေ break ကိုကစားခြင်းနဲ့ကိုမာရီကမွေ break ကစားပါကဲနေ့တိုက်ကိုစော့မယ်ဆိုတဲ့ကိုမာရီကလည်းနေ့တိုက်လေးကိုမှတ်ဖို့ပြင်မယ်အားလုံးပဲနေ့တိုက်တွေကတော့ကျွန်တော်တို့ထင်သလောက်ကံမကောင်းခဲ့ဘူးဗျာเนาะကျွန်တော်တို့ဒီနေ့ဆိုရင်ဒီညနေဆိုတာအပိုင်ညနေအပိုင်စောရတဲ့ညနေလို့တော့ပြောလို့ရတယ်ဟုတ်တယ်မလားကံမကောင်းခဲ့ဘူးတုံညဆိုတဲ့ကနေ့မဖြစ်တင်ဘူးဗျာတဲဘောလေးဖြစ်တယ်เนาะဒီညနေမှာကျွန်တော်တဲထားတာမျောစရာအကြောင်းမရှိဘူးဟုတ်တယ်မလားကိုမားတွေလည်းသိပါတယ်တဲဘောဆိုရင်မလာတာ100ရာခိုင်နှုန်းမှာ90လောက်မလာဘူးဗျာเนาะ10ရာခိုင်နှုန်းလောက်ပဲရှိတယ်ဒီ10ရာခိုင်နှုန်းလောက်ကဝင်ကတ်တယ်ဆိုတော့နေ့တိုင်းဒီမှာနည်းနည်းလေးအားနေခြင်းတယ်เนาะအားနေခြင်းနဲ့အဲ့အတွက်ကြောင့်ကိုမားတွေနေ့တိုင်းကိုဦးစားပြီးမစော့တော့ဘဲနဲ့ကျွန်တော်တို့ငွေပရိတ်မွေးအခွေမနေ့ဖြန်မှာကျွန်တော်မွေးအခွေကိုဦးစားပေးအနေနဲ့စော့ဖို့အားလုံးကိုတိုက်တွန်းနေပါတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းထုံနီလက်ကောင်းအတူတူပါပဲเนาะကဲဒါဆိုလို့ရှိရင်3ရက်12လ2020နဲ့ငါเนาะအဲ့တော့3ရက်12လ2020နဲ့ငါဗုဒ္ဓဖူးနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးကီးရွှေကီးသည်831ကီးဖြစ်ပါတယ်831ကီးဖြစ်ပါတယ်အဲ့တော့1ချင်းကိုသူနဲ့ကတ်မဲ့1ချင်းလေးသည်69အချိန်လေးဖြစ်ပါတယ်အဲ့တော့831ကီးကိုကျွန်တော်တို့69အချိန်နဲ့ကတ်ရင်ကျွန်တော်တို့ဗာရမှာလဲ86ရမယ်36ရမယ်16ရပါမယ်
8ကို9နဲ့ကန့်ရင်8ကို3ကို9နဲ့ကန့်ရင်3ကို1ကို9နဲ့ကန့်ရင်1ကိုအဲ့တော့ဒီ6ကွက်ရပါမယ်အဲ့တော့8 3 1ကီးကို6ကိုချိန်နဲ့ကပ်ပါမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ main အဓိကဦးစားပေးတင်ကစားရမယ် main 3ကွက်တစ်ခါလေးပဲမှတ်မယ်နော်အဲ့တော့ကျွန်တော်တို့မနေ့ဖြန်မှာအဓိက main တင်ပြီးတော့ main ကစားရမယ် main 3ကွက်ဒီ8နှစ်3နှစ်1နှစ်ဖြစ်ပါတယ် main တင်ကစားရမယ်3ကွက်ဒီ8နှစ်3နှစ်1နှစ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကဒူ main 3ကွက်နော်တစ်ခါလေးပဲမှတ်ပြီးမယ်8ခွန်3ခွန်1ခွန်ပါ8ခွန်3ခွန်1ခွန်ဖြစ်ပါတယ်အဲ့တော့နေ့တိုင်းစောတဲ့ကိုကိုမားတွေအားလုံးပဲ main ကိုတော့အဓိကတင်ပြီးတော့ကစားဖို့ဦးစားပေးအနေနဲ့နော်တိုက်တွန်းခြင်းပါတယ်8နှစ်3နှစ်1နှစ်ပါနော်8နှစ်3နှစ်1နှစ်ကိုတော့အဓိကဦးစားပေးအနေနဲ့တင်ပြီးတော့ကစားပါအဲ့တော့8ခွန်3ခွန်1ခွန်ကိုတော့ domain နေရာမှာထည့်ပြီးတော့ကစားပါကဲအဲ့တော့အားလုံးပဲအခုဒီ live show လေးကိုကြည့်နေတဲ့အထဲမှာကျွန်တော်တို့ main တစ်ကွက်ပေါ့နော်မနက်ဖြန်ကျွန်တော်တို့မဖြစ်မနေလေး main တင်ပြီးတော့ကစားတဲ့ main all တစ်ကွက်ကောနော် main all တစ်ကွက်ကောအဲ့ဒါဒီကျွန်တော်တို့နော် main all တစ်ကွက်ကောဒီမနက်ဖြန်မှာ26 main all တစ်ကွက်ကောဖြစ်ပါတယ်26 main all တစ်ကွက်ကောဖြစ်ပါတယ်နော်26ဒီ main all တစ်ကွက်ကောဖြစ်ပါတယ်26ဒီ main all တစ်ကွက်ကောဖြစ်ပါတယ်အကြိုက်တူတဲ့တစ်ကွက်ကောကိုအမှားမှန်လက်ခံနိုင်နေဆိုရင်တင်ပြီးတော့ကစားပါနော်ကဲအဲ့တော့အားလုံးပဲနေ့တိုင်းဆောတဲ့ကားကိုငါးမတွေကျွန်တော်နဲ့ယုံကြည်စွာလက်တွဲပြီးတော့ဆောတဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေနော်အဖွဲ့ဝင်တွေကတော့ကျွန်တော်တာဝန်ကျေခဲ့ပြီအဲ့တော့အားလုံးပဲကျွန်တော်တို့အောင်ဝယ်လေးခံမယ်အောင်ဝယ်လေးခံရင်းနဲ့ပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမှတ်မယ်အားလုံးပဲဘလောက်ဘူးလေးတွေပေါက်တယ်ဘလောက်ဘူးလေးတွေရတယ်ဆိုတာကိုပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမှတ်ပေးမယ်နော်နေ့တိုင်းဆောတဲ့ကိုကိုမာရီကလည်းအားလုံးပဲ PD လေးဖြစ်ပေးပေါ့နော်အားလုံးပဲကဲအဲ့တော့အားလုံးပဲကျွန်တော်တို့မနေ့ဖြန်မှာအဓိကဦးစားပေးအနေနဲ့တနေကုန်စာမဖြစ်မနေလိုက်ဆောခြင်းနဲ့ဆိုတဲ့နေ့တိုင်းဆောတဲ့ကိုကိုမာရီကျွန်တော်ရဲ့အဖွဲ့ဝင်တွေကတော့ကျွန်တော်ရဲ့ဇာတို့အောင်ပြီဖြစ်တဲ့အတွက်တာဝန်ကျေပြီဖြစ်တဲ့အတွက်နောက်ထပ်ပြီးတော့ကစားဖို့ကျွန်တော်တို့ဦးစားပေးမွေးအခွေလေးကိုကျွန်တော်ထပ်ပြီးတော့ရွေးချယ်ပေးထားတယ်အဲ့ဒါဒီကျွန်တော်တို့ဗုဒ္ဓဘူးနေ့တနေကိုမနက်မထွက်ရင်ညနေကိုတင်ကစားเนาะအဲ့ဒီ3ည1နှစ်3အခွေပူးပအခွေလေးကိုအားလုံးကိုကျွန်တော်တို့ထိထိမိမိလေးရစေခြင်းတယ်ဗျာเนาะကဲအဲ့တော့အားလုံးပဲလာရှိုးလေးကိုစားလေအစုံပြီးဆုံးနိုင်အောင်ကြည့်တယ်ကျွန်တော်ရဲ့ကိုမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော်ဒူရီ YouTube channel လေးကနေပြီးတော့ဥစွာစုမုံကောင်းလေးတောင်းပေးနဲ့လာရှိုးလေးကိုဒီမှာပဲရထားခွင့်ပြုပါဗျာနော်ကဲအဲ့တော့အားလုံးပဲအဖွဲ့ဝင်တွေပေါက်ကြရရကြတဲ့ဆိုတော့နေ့တိုင်းတွေကမပေါက်လို့เนาะစိတ်မကောင်းမဖြစ်နဲ့ကျွန်တော်တတ်နိုင်လောက်ကြိုးစားပေးထားတယ်ကျွန်တော်နေ့တိုင်းမှာကျွန်တော်ရဲ့ဇာတို့တင်လို့မရလို့တာနေ့တိုင်းကိုဆော်တယ်ကိုမားတွေเนาะအစင်မပြေဘာပဲဖြစ်ဖြစ်ဒီညနေမှာကျွန်တော်တို့အများကြီးကြည့်ရတယ်အများကြီးလဲကြိုးစားထားတယ်အဲ့အတွက်ကြောင့်ကိုမားတွေဒီညနေမှာ main ပတ်သီးနဲ့เนาะ main ခွက်နဲ့ရမှာเนาะရမှာဒါပြီးနေကျွန်တော်တို့ကဲအဲ့လောက်မကောင်းဘူးဗျာเนาะကဲအဲ့တော့အားလုံးပဲမနေ့ကမှာအားလုံးပဲထိထိမိမိလေးပေါက်ကြပါစေရကြပါစေလို့ကျွန်တော်ဥပါကျော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကဲဖွဲဝင်းနေပြောလားလက်တွေ့ရတက်လားမတန်ဘူးထင်တယ်မတန်ဘူးထင်တယ်ဆိုတဲ့ကိုမားတွေကတန်ဦးပေါ့ဗျာเนาะဟုတ်လားဒါတို့တရားရခိုင်နော်เนาะကျွန်တော်တို့တနင်္လာအင်္ဂါ2ရက်အတွင်းမှာကျင်းစီကြမယ်ဇာတို့ပတ်သီးတရားရခိုင်နော်ဦးစားပေးဒါပဲဒါနဲ့ပဲယူမယ်โอเคဘိုင်ဘိုင်ပါ